ရွှေတွေကဘာကြောင့်တလောက်အထိဈေးကြီးနေရတာလဲရွှေကလူတိုင်းတမိုးထားကြတဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်စီးစိမ်ချမ်းသာတွေရဲ့အတိမ်အနက်မှာရွှေကထိတ်ဆုံးကနေပါဝင်ပါတယ်နော်တချို့ဆိုရင်ရွှေကိုလောဝိအဒနာအနေနဲ့မဟုတ်ပဲသူတို့ရဲ့ပိုင်ဆိုင်မှုမှာတွေတောင်ထည့်သွင်းတက်ဆင်ကြပါတယ်တမိုးကြီးစမတ်ဖုန်းတွေတမိုးကြီးစိန်ခံကားတွေမှာတောင်ရွှေတွေကတ်ထားကြတဲ့အထိရွှေကိုယူသွတ်ကြသူတွေလည်းရှိပါတယ်တချို့ဆိုရင်အမဲသားကင်းတွေရေကက်မှုန့်တွေမှာတောင်ရွှေဆိုင်ကတ်ပြီးတော့ရောင်းချကြလေးရှိပါတယ်ဒါပေမဲ့ရွှေကတခြားသောတွန်းထွက်ပစ္စည်းတွေထက်အများကြီးပို့ပြီးတော့ဈေးကြီးပါတယ်ရွှေကဘာဖြစ်လို့ဒီလောက်အထိဈေးကြီးနေရတာလဲဒီနေ့ဗီဒီယိုထဲမှာတော့ဒီအကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ကြည့်ခဲ့ပေးပါအောင်နော်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ page ကနေအခုလိုမျိုးကမ္ဘာတစ်လားကထူးခြားဆန်းပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခက်စားလေးလာကြည့်ရှုကျင်ကြားတဲ့ပရိသတ်တွေအနေနဲ့ကျမတို့ရဲ့ page လေးကို like တာ follow လေးလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးသတင်းစကားပါလိုက်ပါစေကဲဒါဆိုရင်ဗီဒီယိုလေးကိုပြန်ပြီးတော့ဆက်လိုက်ရအောင်ပါလွန်ခဲ့တဲ့နှစ်ပေါင်း3.9ဘီလီယံလောက်တုန်းကကမ္ဘာပေါ်ကိုပြတ်ကျခဲ့တဲ့ neutron ကျဲကြီးနှစ်ဆက်မှာရွှေအပ်တန်တွေပေါင်းဆက်ပါဝင်နေတာကနေတဆင့်ကမ္ဘာပေါ်ကိုရွှေစတင်ရောက်ရှိခဲ့တယ်လို့ပညာရှင်တွေကယူဆထားကြပါတယ်နှစ်သန်းပေါင်းများစွာကြာမြင့်လာတဲ့အချိန်မှာကမ္ဘာမြေကြီးရဲ့ပွပွဆူနေတဲ့ဥတိုင်းတွေကရွှေတုံးတွေကိုကမ္ဘာအပေါ်ယံလွှာစီတွန်းပို့ခဲ့ကြပါတယ်ရွှေတုံးစာတွေကိုလွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်ကပရီရိုလီတစ်လိုင်ကူမှာစတင်တွေ့ရှိခဲ့ကြတာပါဒါကလူသားနဲ့ရွှေတို့ပထမဆုံးထိတွေ့မှုအဖြစ်ထင်ရှားပါတယ်ရွှေဆိုတာအလွန်ရှားပါတဲ့သတ္တုတစ်မျိုးဖြစ်ပါတယ်ရွှေကအလွန်ပျော့ပြောင်းတဲ့ဂုဏ်သက်တွေရှိပြီးမကျိုးမပဲ့ဘဲနဲ့အလွယ်တကူပုံပြောင်းနိုင်ပါတယ်တခြားသတ္တုတွေနဲ့လုံးဝကွဲပြားနေတာကရွှေရဲ့တောက်ပတဲ့အဝါရောင်သွင်ပြင်မှာပဲရှင်ဒီအချက်တွေကရွှေကိုကမ္ဘာပေါ်မှာလူအသုံးများစေတဲ့အဓိကအချက်ပဲဖြစ်ပါတယ်ရွှေကအယူနဲ့အနုမျိုးနံပါတ်69ရှိတဲ့ dressing တစ်ခုဖြစ်ပြီးတော့အသက်ရှင်ဆုံးသော dressing တွေထဲမှာအသက်ရှင်ဆုံးလို့တောင်မှပြောလို့ရပါတယ်ရွှေကလျှက်စစ်တက်ကိုလည်းစီစဉ်သယ်ဆောင်နိုင်ပါတယ်နောက်ပြီးတော့ရွှေရဲ့ထူးခြားတဲ့ဂုဏ်သက်တွေကဆွေးမြေ့တာပျက်စီးတာလုံးဝမရှိတာပါနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ရှေးအီဂျစ်လူမျိုးတွေကရွှေပေါ်မှာဆွမ်းလန်းလာခဲ့ကြပါတယ်ရွှေကိုငွေကြေးအဖြစ်လည်းအသုံးပြုကြသလိုဘီရင်ကြီးတွေရဲ့ခေါင်းတလားတွေမှာလည်းရွှေနဲ့မြုပ်နှံကြပါတယ်ဘီရင်ကြီးတူတန်ခမ်းမန်ရဲ့တင်ချိုင်းကိုဆိုရင်သူစီမှာထည့်သွင်းထားခဲ့တဲ့ရွှေတွေရဲ့ဒီနေ့ကာလပေါက်ဈေးတန်ဖိုးကဒေါ်လာ1 သန်းလောက်အထိတောင်မှရှိနေနိုင်ပါတယ်1992ခုနှစ်မှာ US ကွန်ဂရက်ကရွှေရဲ့ဈေးနှုန်းကိုအမေရိကန်ဒေါ်လာနဲ့သတ်မှတ်တဲ့ဥပဒေကိုအတည်ပြုခဲ့ပါတယ်1999ခုနှစ်မှာဆိုရင် Connor Rich လို့အမည်ရတဲ့လူတူကသူ့ရဲ့ကိုယ်ပိုင်မိသားစုပန်းချမ်းမှာ19ပေါင်အလေးချိန်ရှိတဲ့ရွှေတုံးကြီးတစ်တုံးကိုတွေ့ရှိခဲ့ပါတယ်။ဒီရွှေတုံးကြီးကဒီနေ့ကာလပေါက်ဈေးနဲ့ဆိုရင်တော့အမေရိကန်ဒေါ်လာ3,36,000လောက်ထိတောင်မှတန်ဖိုးရှိနေနိုင်ပါတယ်။1849ခုနှစ်မှာတော့ရွှေရှာဖို့ဆိုပြီးတော့လူပေါင်းတောင်းချီဆန်ဖရန်စစ္စကိုကိုရောက်ရှိလာခဲ့ကြပါတယ်။အဲဒီကစလို့ဒီနေ့အချိန်ထိရွှေတူဖော်ရေးမိုင်းတွေကိုစဉ်ဆက်မပြတ်လုပ်ကင်ဆောင်ရွက်ခဲ့ကြပါတယ်။ရွှေကိုစေပညာပြည်သူ့ကာနဲ့အီလက်ထရောနစ်အစိပ်ပိုင်းတွေမှာပါအသုံးပြုလာကြပါပြီ။အာကာသတွေကိုတွားရောက်ကြတဲ့အာကာသမိုးတွေရဲ့မျက်နှာဖုံးတွေမှာတော့နေရဲ့အပူချိန်အန်ရကိုကာကွယ်နိုင်ဖို့ဆိုပြီးတော့ရွှေတွေကိုထည့်သွင်းကတ်ထားကြတာတွေအထိပြုလုပ်လာကြပါပြီ။ကမ္ဘာမြေပေါ်မှာရွှေတန်ချိန်ပေါင်း19,000လောက်ထိရှိပါတယ်။ဒါတွေကိုဘယ်နေရာတွေမှာအသုံးပြုမလဲဆိုပြီးတော့တွေးကြည့်မယ်ဆိုရင်တော့တဝက်လောက်ကတော့လက်ဝတ်ရတနာတွေအဖြစ်ရောက်ရှိသွားနိုင်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံမှုတွေစီကိုရောက်ရှိသွားနိုင်ပါတယ်။ဗဟိုဘဏ်တွေမှာလည်းရွှေတွေကိုထိန်းသိမ်းထားရတာတွေရှိပါတယ်။ကျန်တဲ့14%လောက်ကတော့ဤပညာပိုင်းဆိုင်ရာနဲ့သွားဘက်ဆိုင်ရာတွေစီကိုရောက်သွားနိုင်မယ်လို့ယူဆရပါတယ်။ရွှေကအခုဆိုရင်ရှာဖွေရတာတဖြည်းဖြည်းနဲ့ခက်ခဲလာပါပြီ။ရွှေတိုက်အသစ်အတွေ့ထပ်မံတွေ့ရှိဖို့ဆိုတာအတော်လေးကိုခက်ခဲတဲ့အနေအထားကိုရောက်ရှိလာပါပြီ။ဘူမိဗေဒပညာရှင်တွေရဲ့အဆိုအရတော့ကမ္ဘာပေါ်ယံလွှာမှာရွှေတန်ချိန်ပေါင်း95,000လောက်သာကျန်ရှိတော့တယ်လို့ဆိုပါတယ်။ဒါကြောင့်လက်ရှိအနေအထားအတိုင်းတူးဖော်ရေးကုမ္ပဏီတွေအများအပြားနဲ့ရွှေကိုဆက်လက်တူးဖော်နေမယ်ဆိုရင်လာမယ့်နှစ်20လောက်အတွင်းမှာတော့ရွှေအားလုံးကုန်ဆုံးသွားနိုင်ပါတယ်။နောက်ပြီးရွှေတူးဖော်ဖို့မလွယ်ကူတော့တဲ့အပြင်တူးဖော်ရေးကုန်ကျစရိတ်တွေတိုးတက်များပြားလာတာကြောင့်လည်းရွှေရဲ့ဈေးနှုန်းကိုရိုက်ခတ်မှုတွေရှိလာပါတယ်။ဒီအချက်တွေကြောင့်ရွှေကတန်ဖိုးအကြီးဆုံးတွန်းတက်ပစ္စည်းတစ်ခုဖြစ်နေရတာပါ။ရှေ့လျှောက်လဲဈေးနှုန်းအပိုင်းမှာဆက်ပြီးတော့ပိုတက်လာဖို့ပဲရှိပါတော့တယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်